မင်္ဂလာပါရှင်။စံညံကားတဲ့ resident မှာ video management တင်းရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ M&E လုံခြုံရေးတန်ရှင်းရေးဝန်ထမ်းများနဲ့ toolbox ပြုလုပ်ခြင်းရေကူးကန်တန်ရှင်းရေးပြုလုပ်ခြင်းကားတဲ့ area မှာရှိတဲ့ပန်းမင်များကိုရေလောင်းပေးခြင်း main gate area playground area ရေရွန် lift area နဲ့ stair area များအားလုံးကိုတန်ရှင်းရေးပြုလုပ်ပေးခြင်း fire area basement car parking area ground floor car parking area အပြင် car parking နေရာများနဲ့ ground floor exit driveway များကိုတန်ရှင်းရေးဆောင်ရွက်ပေးခြင်းစံညံကားတဲ့ resident မှာရှိတဲ့ Pagoda View Building main building နဲ့ Wihita apartment အဆောက်အဦအားလုံးရဲ့အတွင်းအပြင်အလွှာရှောင်လမ်းများအားလုံးကိုတန်ရှင်းရေးပြုလုပ်ပေးခြင်းစံညံကားတဲ့ resident မှာရှိတဲ့နေထိုင်သူများအားလုံးကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှုရာအတွက်အမိုက်ကယ်များကိုစနစ်တကျတန်ရှင်းရေးပြုလုပ်ပေးခြင်းတပတ်တစ်ကြိမ်ချင်းစေးဖြန်းခြင်းနဲ့ကြွက်စီးချခြင်းစားတဲ့ pest control များကိုလည်းပြုလုပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါအခုညမှာပြောပြပေးသွားတာကတော့စံညံကားတဲ့ resident မှာ video management team ကနေ့စဉ်လှုပ်ဆောင်ပေးနေတဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်